ထွမြောက်အောင်ကျန်အခါကြီးတဲ့ငယ်စက်နဲ့ကိုဖတ်ရအောင်ယူရတန်လေးထိုးပြီးပါယူရတန်တို့တော်လဲနှိမ့်ဆက်ခြင်းကိုခံရသည့်အတိုင်းတိုးပွားများပြလဲရှိကြ၏သူတို့ကြောင့်အေဂုတ္တုလူတို့သည်စိတ်ညစ်၍အေဂုတ္တုတွေမဖြစ်သလားစိတ်ညစ်ဖျားပါဘူးဒီတိုးပွားတော့လောကသားစိတ်ညစ်တဲ့ဒီတိုးပွားအာမင်ပြောမယ်သင်ရဲ့တိုးပွားခြင်းလူတွေစိတ်ညစ်ရအာမင်ဟာလေလုယာခင်ဗျားတိုးပွားလေအေဂုတ္တုလူတွေကဘာဖြစ်နေလဲစိတ်ညစ်လေလောကသားတွေကဘာဖြစ်စေလဲစိတ်ညစ်ဖျားပါဘူးဆိုလူတယောက်တိုးပွားလာမြင်ဘယ်တော့မှစိတ်မညစ်ဘူးဝမ်းပါတယ်ဟာဘုရားအာမင်ဟာလေလုယာကျွန်တော်ဆရာဦးတော်ဆရာဦးစင်လာကျွန်တော်ဝိညာဉ်ခေါင်းဆောင်မှုတွေရှိတော့သူတို့တွေယုံကြည်ခြင်းနဲ့အိမ်ဝင်တယ်ယုံကြည်ခြင်းနဲ့ကားဝင်ယုံကြည်ခြင်းနဲ့နိုင်ငံတကာသွားသူတို့အိမ်မျိုးကျွန်တော်သွားလည်သူတို့တွေကောင်းကြီးရတတိခဏကကောင်းကြီးရတဲ့ကကျွန်တော်ကြည့်ပြီးတော့စိတ်မငြိမ်ဘူးကျွန်တော်အရာဝမ်းသာဘာလို့လဲဆိုတော့သူတို့ကိုကောင်းကြီးပေးတဲ့ဘုရားကျွန်တော်လည်းကောင်းကြီးပေးပါစေလို့ဟာလေလုယာကိုဝိညာဉ်ခေါင်းဆောင်တိုးတက်တာကိုကြည့်ပြီးစိတ်ညစ်ပေးကြတယ်ခင်ဗျာအဲ့ဘုလိုလူပဲကျွန်တော်ကိုခေါင်းဆောင်ရဲ့အိမ်ကိုကြည့်ပြီးတော့ကျွန်တော်ဘာခွာရကျွန်တော်ဆရာမတော်အိမ်မှာတော့တဲ့တာငါတဲ့တာမဟုတ်ဘူးတော့သိမ့်ပိုက်တယ်ငါလည်းငါခေါင်းဆောင်လိုပဲဘုရားကောင်းကြီးပေးမယ်အာမင်ခေါင်းဆောင်ရဲ့ဟာကိုသိမ့်ပိုက်တာမဟုတ်ဘူးနော်